A plus ဆက်တော့ဖြစ်မယ်လို့တော့ကျွန်တော်တော့ထင်တယ်ယုံကြည်တယ်ဆိုတော့ target ကတော့ကျွန်တော် recent swing high ဒီမှာရှိတဲ့အတွက်ကြောင့်ဒီ swing high အထိကိုကျွန်တော်တို့ဖောက်ထွက်နိုင်ဖို့လာတာရှိတယ်အဲ့ဒီဟိုနေ့အထိကိုကြော်အထိကိုတွားနိုင်တယ်ပေါ့နော်ဆိုတော့ဘယ်အထိလောက်ထိတွားနိုင်လဲဆိုတော့ကျွန်တော်တို့က higher time frame နဲ့ပြန်ကြည့်မှရမယ်ပေါ့နော် all time high တွေပဲတွားမလားဆိုတော့ကျွန်တော်တို့ရှိရဲဆိုတော့ all time high ရှိတယ် okay ဆိုတော့ဒီမှာ4 hour time frame မှာကြည့်မယ်ဆိုရင်ကျွန်တော်ပထမသူကျဆင်းလာတယ်ကျွန်တော်တို့market imbalance ရှိမယ်ဆိုတော့ပေါ့နော်ချိုးကြတော့ Fibonacci နဲ့ပေါ့အလုပ်လုပ်ကြတာပေါ့နော်အဲ့ဒါမမှားပါဘူးဘာနဲ့ပဲလုပ်မမှားဘူးဒါပေမဲ့ကျင်းသေးတဲ့ point ဒီမှာရှိရပါတော့ဒီ high ကြီး resistance high ကြီးကိုတော့ဖောက်ထွက်တာကျင်းသေးမှာပေါ့နော်အဲ့တော့ကိုကဆွင်းနေတဲ့ကန်ကြီးနဲ့ဆိုရင်ကျွန်တော်တို့ကပေါ့ order high ကြီးကိုရှင်းလေးပဲ order high ကြီးကို target ထားလိုက် okay ဆွင်းနေဒါပေမဲ့ဂျားထဲမှာတော့ကျွန်တော် stop loss တွေကိုကတ်ခွာလုပ်သွားမှာပေါ့နော်အဲ့တော့ 12% ရှိ order high ကြီးကို okay 12% ရှိတယ်ဆိုတော့ဒါကတော့ E++ setup ပေါ့နော်ဒီလောက်ထိပဲဆိုလဲဒါ E+ setup ပဲ4 ratio လောက်ရှိပြီပေါ့နော်အဲ့တော့ market ကကျွန်တော်တို့ဒီမှာအခုပြန်သုံးသပ်ကြည့်မှဆိုရင်ဒီမှာ Asian session မှာကျွန်တော်တို့4 hour time frame မှာဝယ်လို့အပြည့်ပဲဆိုတော့ပြန်ပြီးတော့ retrace ပြန်လုပ်မလားဆိုတော့ကျွန်တော်မသိသေးဘူးဒါပေမဲ့လုံးမယ်လို့တော့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုတော့သူကအမြဲတမ်း seeking liquidity ပြန်လုပ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ lower time frame မှာdetail analyze လုပ်လိုက်မယ်ဆိုရင် deep analysis လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တွေ့လာလိမ့်မယ်ဘယ် point ထိပြန်လာမယ်ဆိုတာပေါ့နော်အဲ့တော့15 minute time frame ကိုကျွန်တော်တို့ခုံကြည့်လိုက်မယ်နော်ဆိုတော့15 time frame မှာကျွန်တော်မြင်တဲ့အတိုင်းပဲ break of structure ကျွန်တော်မှန်းထားတဲ့ point ကဒီမှာရှိရပါတော့ဆိုတော့ဒီမှာကျွန်တော်go chart ကများသောအားဖြင့် order block တို့ break up block တို့တော့ respect ပေးရဖြစ်တဲ့အကြောင်းကျွန်တော်တို့က break up block လို့ပါလို့ဘူးကျွန်တော်ဖမ်းနိုင်ရပြီเนาะဆိုတော့ကျွန်တော်ဒီမှာမှန်းထားတဲ့အတိုင်းပဲ higher time frame မှာဆွဲထားတဲ့အဲ့ဒါကျွန်တော်တို့ဟိုပေါ့เนาะ order block နေရခု15 minute မှာ break up block ရှိရပါတော့ဆိုတော့အဲ့ဒီ point ထိကိုကျွန်တော်တို့ကစောင့်ဖမ်းပြီးတော့rejection ကိုကြည့်ပြီးတော့ကျွန်တော် trade လို့ရပါတော့ဆိုတော့ဒီမှာကျွန်တော်ရှိမယ် breakout structure လောလောဆယ်ဖြစ်လာတယ် seeking liquidity ပြန်မလုပ်သေးဘူးပြန်ပြီးတော့ lower ကျွန်တော်တို့ပြောမယ် lower low ပြန်မလုပ်သေးဘူးပေါ့နော်lower low ပြန်မလုပ်သေးဘူး sorry higher low ကျွန်တော်ပြောတာသုံးလုံးနေမှားလားနော်ဒီမှာကျွန်တော်ဘာဖြစ်ဆိုတော့ higher higher low နဲ့တက်လာလားနောက်ထပ် higher low သူပြန်မလုပ်သေးဘူးဆိုတော့လောက်လာတဲ့ခါကျရင်ကျွန်တော်တို့ကဒီ point မှာကျွန်တော်ဒီ zone မှာတစ်ချက်ကြည့်ပြီးတော့ rejection candle ကိုကြည့်ပြီးတော့ကျွန်တော်တို့ကဝင်လို့ရပါဘောเนาะဒါမှမဟုတ်လည်း institution တို့တခါလေ limit တင်ပြီးတော့ stop loss ဒီမှာကတ်ထားပြီးကျွန်တော်တို့ဝင်ချလိုက်လို့ရပါဘောเนาะဆိုတော့ပေါ့ risk ကတော့ကိုယ့်ရဲ့ risk နဲ့ပဲကိုယ်ဝင်ပါကိုကအရန် risk များဖြစ်လို့ကြောင်းကျွန်တော်စောင့်ကြည့်နေတယ်မနေ့က US session မှာလည်းအရန် volatile ကျန်တယ်တနေ့က US session မှာလည်းအရန် manipulation ရများတယ်ဆိုတော့တနေ့က US session ဆိုကြည့်လိုက်ပါကျွန်တော်တို့သတင်းကစိုးတယ်တက်သွားတယ်နော်တက်သွားတယ် breakout ဖြစ်တယ်ချက်ချင်း rejection ပြန်ဖြစ်ပြီးတော့ကျွန်တော်တို့ဗာဖြစ် US session မှာဖောက်ထွက်ပြီးတော့ချက်ချင်းပဲ US session မှာပြန်ကြတာနော်ဟိုးအဆုံးထိပြန်ကြတာ trader တွေတော့မြတ်ကွဲကြတာကျွန်တော်ယုံကြည်ရဒီပုံစံကြည့်ရင် trader များရွတ်သွတ်သွားမှာစိတ်ပြတ်သွားအကောင့်ဘလို့ဖြစ်သွားနိုင်တယ်ဆိုတော့ကိုက cycle မထီဖို့အတွက်ကိုက discipline ဖြစ်မှရပါတော့နော်အဲ့တော့ကို discipline ကဟိုပေါ့နော် risk နဲ့ထိန်းပြီးဒါမှမဟုတ်လည်းနေတိုင်းမ trade နဲ့ကျွန်တော်လုပ်ထားတဲ့ပုံစံကကျွန်တော်နေတိုင်း trade ဆိုတာလည်းဒါ cycle ကိုရှောင်ကျင်လို့ပေါ့နော် cycle မထီကျင်လို့အဲ့တော့ trade ပြီးဆိုရင်ကို risk တွင် 0.5 တဲ့ဘယ်တော့မှမကျော်ဘူးပေါ့နော်တနေ့တာမှာအဲ့တော့ဒီမှာဆိုလဲကျွန်တော်တို့ကိုက limit တင်နေရတယ်ဒါမှမဟုတ်လည်းကျိတ်တိမှာလုတ်ချင်တယ်ဆိုလဲကျွန်တော်တို့က rejection ကတော့ကြည့်ပြီးတော့မှ market order နဲ့ပြောင်းဝင်လို့ရတယ်နော်ဆိုတော့ဒါတော့ဟိုပေါ့နော်ဒီနေ့ဆို Friday တပတ် Friday ပေါ့နော်ဒီဘက် Friday မှာဒါတပတ်ရဲ့နောက်ဆုံးပေါ့နော်ဒီတပတ်မှာလည်းကျွန်တော် trade ဖြစ်ဦးဘာဆိုတော့ဟိုပေါ့ဒီ price action တွေကဟိုပေါ့နော်တိတ်မကြိုက်ပေါ့နော်တိတ်မကြိုက်တော့ကျွန်တော် trade ဖြစ်ဦးဒါပေမဲ့လွတ်သွားတဲ့ point လေးတွေရှိတယ်လွတ်သွားတဲ့ point လေးတွေကလည်းကိုကထင်တာပေါ့နော်ဥပမာဒီမိနစ်မနက်ဆိုရင်ကျွန်တော်တို့institution တွေဝင်တဲ့ point ကကျွန်တော်တို့ဒီ point မှာဖြစ်တယ်ပြရမယ်ဆိုရင်ကျွန်တော်တို့
institution တွေကကျွန်တော်တို့ဒီ point မှာသူတို့ကဝင်ထားတာကျွန်တော်တို့ရဲ့ဟိုပေါ့ဟိုနေပေါ့နော်ကြည့်လိုက်တာနဲ့သိတယ်ပေါ့နော်အဲဆို Asian session မှာသူတို့ကဝင်ထားတယ်နော်seeking liquidity ဝင်လုပ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့သူကနေပြီးတော့ Asian session မှာပတ်မြင်လုပ်ထားတာဆိုတော့အဲဒီဝယ်လူအားရဲ့ဟိုပေါ့နော် momentum မြင်ချင်းအပြင်ကျွန်တော်တို့ကဟိုဆက်သွားတော့မှာဆိုတာသိသွားပြီပေါ့နော်ဆက်ပြီးတော့ distribution ဆက်သွားမှာဆိုတာသိသွားပြီပေါ့အောက်ကိုပြန်ဆင်းနေတယ်ဆိုတော့ကျွန်တော်သိသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒါ market ဒီမှာပြနေတဲ့ဝယ်လိုအားရောင်းလို့အားရဲ့ဒါတက်သေးပဲပေါ့နော်သူကသူတင်းကဟိုပေါ့နော်ကျင်းတည်တော့တဲ့အပိုင်းတွေရှိသလိုအခုရက်ပိုင်းမှာထွက်တဲ့ဟာတွေကအကျိုးမဝင်တော့ဘူးဆိုတာကိုဒါသက်တည်ပြတယ်နော်ဘလို့မှသူ downtown ပြန်သွားဖို့ဆိုတာမဖြစ်နိုင်တော့ဆိုတော့မနေ့ကတင်းကောင်းခဲ့တယ် US ဒေါ်လာတင်းကောင်းခဲ့တာမှာ gold price ကဟာလာပေါ့နော် seeking liquidity ကကျွန်တော်ပြခဲ့သလိုပဲ higher time frame မှာသူကဟိုအောက်ထိကိုသူပြန်မဆင်းနိုင်တော့เนาะကျွန်တော်ဟိုရင်ခောက်ကကျွန်တော်ဗီဒီယိုမှာလုပ်ခဲ့တယ်ပဲ liquidity point ကိုကျွန်တော်ဆွဲပြထားတယ်ပတ်စံတွေရှိရဲ့ point ဆိုတော့မှဆိုရင်ဒါဒေါ်လာကနန်းနဲ့ပတ်စံတွေရှိရဲ့နေရာဘာလို့လဲဒေါ်လာတွေနဲ့ပတ်စံရှိရဲ့နေရာကိုသူပြန်လာတယ် reject ဖြစ်တယ်ပြန်ဆင်းတယ်เนาะကျွန်တော်တို့lower sorry higher low အနေနဲ့သူကပြန်တက်သွားတယ်เนาะဆိုတော့ဒီအောက်မှာဆိုလဲကျွန်တော် liquidity point တစ် point ရှိတယ်ကျွန်တော်တို့ပြောခဲ့ပါတယ်ဘယ် point ထိပြန်လာမလဲဆိုတာကျွန်တော်မသိဘူးဒါပေမဲ့ liquidity ရှိရဲ့နေရာတွေတော့သူပြန်လာလိမ့်မယ် seeking liquidity ဆိုတော့ market မှာဝယ်လိုအားတွေအများများဖြစ်တဲ့အတွက်ကြောင့်ဒီ point မထိပဲသူပြန်လာ reject ဖြစ်တယ်ဒီထိကိုပြန်မဆင်းနိုင်အဲ့တော့ကျွန်တော်တို့နေ recent swing high ဒီမှာရှိတယ်အဲ့ဒီ swing high ဒီကိုဖောက်ထွက်ဖို့ဒီကိုကျွန်တော်တို့ကျင်းတည်တယ်အဲ့ဒီထိကို target ထားလို့ရတယ်เนาะဒါမှမဟုတ်လဲကျွန်တော်တို့က ဘယ်လိုလဲဆိုတော့ stop loss ကပ်ပြီးတော့သူ့ရဲ့ပေါ့ဖြစ်နိုင်ခြေရှိတဲ့ point ပေါ့နော်ချို့ကြတယ် Fibonacci သုံးတယ် Fibonacci နဲ့တောင်းရတယ်ဒါမှမဟုတ်လဲ market imbalance point ရှိတဲ့နေရာမှာကျွန်တော်တို့ကထွက်မယ်ဆိုလဲရပါဘောနော် market imbalance ရှိ point ဒီမှာကျွန်တော်တို့ fair value ကရှိရယ်ဆိုတော့ဒီ fair value ကအထိကိုကျွန်တော်တို့က target ထားလို့ဆိုလဲရတယ် okay the fair value ကကျွန်တော် mid point target ထားမှဆိုလဲရတယ်ဒါဆိုရင်ကျွန်တော်ဒီ plus setup ပဲ9 ratio လောက်ရှိဆိုတော့ဒီလိုမျိုးလေးနဲ့ကျွန်တော်တို့ train ရတာပေါ့နော်အဆင်ပြေပေါ့နော်ဆိုတော့ဒီ recent swing high point မှာကျွန်တော်တို့ကprofit တော့ဖြတ်เนาะဒီ fair value က mid point မှာကျွန်တော်တို့က channel profit ကိုဖြတ်ပေါ့เนาะဆိုတော့ဒါကတော့ A+ setup ကျွန်တော်ယုံကြည်ရတာမယ်စောင့်ရမယ်ဒီနေ့ညဘက်မှာလည်း US session မှာတရင်နေရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟိုပါပေါ့เนาะစိတ်လောလို့မရဘူးအဲ့တော့ဖြည်းဖြည်းချင်းကျွန်တော်တို့ကစောင့်ပြီး trade ရမယ်အနေထားမျိုးပေါ့เนาะ all right အားလုံး peace out ပါဗျာ